ကမြောင်ကိုခေတွေကအေးအိုလို့သာအမေတေးစုချောင်းမအငိုတိတ်တေးသမီးတန်စင်များနေရင်နေရတာတချစ်ဆိုကောင်းနေအမေကြောင့်မလူလောင်မြောက်လာတော့ခါအနုပညာခရီးလမ်းမှာပညာရှာမိရကိုရှုပ်တော့လည်းမညိညာကြောင်လာရတော့ခက်ခဲမှန်သမျှကြော်လို့လို့သာခရီးစားခဲ့တာဝါဒနာဗီဇာနဲ့အတူပါချစ်တော်အနုပညာအမေရင်ငွေမဆန်းလို့တည်းတီလာဒီအတွက်တခုပညာကိုစီပါတမီးဘောက်တယောက်ထုံးကအနုပညာသမားဖြစ်လာဘဝတခုရဲ့ဒီအတွက်တခုပညာကိုစီပါတမီးဘောက်တယောက်ထုံးကအနုပညာသမားဖြစ်လာဒီမညက်ပန်းနိုင်လန်နိုင်ရဲ့လီရာဂီတဥယျာဉ်ကြီးထဲမှာပွေလန်းငယ်တဲ့ပန်းတဝဲဆိုတာအမေစိတ်ပြုံးနေတာပါချုံမိုင်မိုင်လေးကတဲ့အောင်လေအမေကတင်မေးတာရွှေလက်ခုပ်ကြည့်တည်တဲ့အောင်လေအမေကဆရာပါချုံမိုင်မိုင်လေးကတဲ့အောင်လေအမေကတင်မေးတာရွှေလက်ခုပ်ကြည့်တည်တဲ့အောင်လေအမေကဆရာပါတော်နုပညာအမေငွေမဆန်းလို့တည်းတီလာတောင်ကြီးခလေးဘဝရွေမဆန်ကတေကမြောင်ကိုခင်တွေကအေးအိုလို့သာအမေတေးစုချောင်းမအငိုတိတ်တေးသမီးတန်စင်များနေရင်နေရတာတချစ်ဆိုကောင်းနေအမေကြောင့်မလူလာမြောက်လာတော့အခါအနုပညာခရီးလမ်းမှာပညာရှာမိကကိုရှောက်တော့လည်းမညိညာကြောင်လာရတော့ခက်ခဲမှန်သမျှကြော်လို့လို့သာခရီးစားခဲ့တာဝါဒနာဗီဇာနဲ့အတူပါချစ်တော်နုပညာအမေရင်ငွေမဆန်းလို့တည်းတီလာတခုရဲ့ဒီအတွက်တခုပညာကိုစီပါတမီးဘောက်တယောက်ထုံးကအနုပညာသမားဖြစ်လာ